สวัสดีค่ะဒီနေ့မှာတော့အသားငါးတွေနဲ့အဲ့ဒီအသားငါးတွေကဘယ်ကနေရလဲဆိုတာကိုထိုင်းလိုနားထောင်ပြီးလိုက်ပြောကြမယ်ไก่ไก่စက်သားကိုကြတော့လေဆမတို့ကไก่လို့ပဲခေါ်တယ်မနော်ไก่เป็ดเป็ดเป็ดเบဗောနော်ไข่ไข่ไข่ကျဲဥရောဘဲဥရောဥမှန်တမျှကိုไข่လို့ခေါ်ပါတယ်หมู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 ဆိုတာဝက်ပေါ့နော်ဝက်သားလို့လည်းခေါ်တယ်หมูวัววัววัวကျတော့နွားပေါ့နော်အမဲသားဆိုလို့ရှိရင်เนื้อเนื้อแกะแกะแกะတိုးပေါ့နော်တိုးသားလို့အဲ့လိုမျိုးဖက်ဖက်ဖက်စိတ်ပေါ့နော်စိတ်သားလည်းဖက်လို့ပဲခေါ်တယ်ပေါ့နော်กระต่ายกระต่ายกระต่ายဆိုတော့ကယုံပေါ့နော်ယုံသားဆိုလို့ရှိရင်တော့เนื้อกระต่ายปลาปลาปลาငါးဆိုလဲปลาပဲငါးသားဆိုလဲปลาပဲပေါ့နော်ปลากุ้งกุ้งกุ้งปะซุนปูปูปูกันน้ำบ่เนาะปูปลาหมึกปลาหมึกปลาหมึกปีจิงาปลาหมึกยักษ์ปลาหมึกยักษ์ยักษ์ဆိုတော့ကဘလူးပေါ့နော်ပလာหมึกยักษ์ဆိုတော့ရေဘဝဲหอยหอยหอยခရုတွေအားလုံးကိုဟော်ရလို့ခေါ်တယ်ဒါပေမဲ့သူတို့ရဲ့နာမည်အမှန်တွေလည်းရှိတယ်ပေါ့နော်အားလုံးပဲ thank you ပါနောက်တစ်ခေါက်မှထပ်တွေ့ကြမယ်နားမလဲတာရှိလို့ရှိရင်မှန်ခဲ့ပေးပါဦး